အချိန်ကိုပိုင်တာတော့ဖရာသခင်ရဲ့နာမတော်တာပြီးပုံကြည့်ပါစေတချင်းမနေ့ကကျွန်တော်နေတဲ့အဆောင်အောက်ဖက်မှာကျွန်တော်ကနေပြီးတော့တချင်းနားတောင်တဲ့ခါမှာတော်လကောင်းပေါ့နော်ဒီကလူငယ်လေးဒီချီးမွမ်းတဲ့အခါမှာကျွန်တော်ရဲ့နှလုံးခုန်တန်ကလည်းဒီစီးဝါလို့ပေါ့အဲ့လိုမျိုးခံစားပြီးတော့တနေရာမှာသွားပြီးဘယ်လိုပြောမလဲငိုလဲရမလို့ပေါ့ပြီးတော့တယောက်ကိုဖိပြီးမှငိုလဲရမလို့ပေါ့နော်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုစဉ်းစားတဲ့အခါမှာအမတမဘုရားရှင်ရဲ့နာမတော်ကိုချီးမွမ်းမိပါတယ်လို့လူငယ်လေးတွေအားလုံးကိုလည်းဘုရားသခင်ကောင်းချီးပေးပါစေလို့ကျွန်တော်တို့ဒီဟာခါစီအောင်ကျောင်းထိုင်ဆရာတော်ကြီးကနေလို့ဟာခါစကားပြောပေးဖို့ပြောတဲ့အခါမှာကျွန်တော်အများကြီးမပြောတတ်တော်ညာလည်းပဲတခွန်းတော့ပြောပြစေဘွေတက်ချူခရစ်ဟီစီပေါ့နော်နောက်တစ်ခုကယေရှုကျူဘွေစီပေါ့နော်အဲ့လေးနှစ်ခွန်းလောက်ပေါ့ကျွန်တော်ဂျမ်နှစ်ရာအခန်းကြီးနှစ်အပိုင်းငယ်ရှိကိုဖတ်ပါမယ်ဆင်းရဲသောသူကိုမြေမှုန့်ထဲက၎င်းငတ်မွတ်သောသူကိုနောက်ချေးပုံထဲက၎င်းချီးမြှောက်၍မင်းသားတို့နှင့်ထိုင်ရသောအခွင့်ပုံကြီးသောပလင်ကိုအမွေခံရသောအခွင့်ကိုပေးတော်မူ၏အကြောင်းမူကားမြေကြီးတိုင်တို့ကိုဘုရားထာဝရဘုရားပိုင်၍ထိုတိုင်တို့အပေါ်မှာလောကတက်ကိုတည်တော်မူပြီနှစ်1ရာနှစ်8ဖြစ်ပါတယ်ကျွန်တော်ဒီမှာမရက်ခင်လေးမှာကိုလည်းဆင်ချင်းနှလုံးသွင်းပါတယ်အဆဆအရာပေါ့ကျွန်တော်ဒီမှာရက်ဖို့လုပ်တဲ့အခါမှာကိုဆင်ချင်းနှလုံးသွင်းမိပါတယ်ကျွန်တော်မှာဒီမှာရက်နိုင်တဲ့အရေးချင်းကျွန်တော်မှာမရှိပါဘူးအဖက်ကကြည့်လို့ရှိရင်ပေါ့ကျွန်တော်မှာအရေးချင်းတစ်ခုမှမရှိပါဘူးဘာနဲ့သွားတူတယ်လဲဆိုတော့ဖရာသခင်ကကျွန်တော်ကိုတွင်းထဲမှာကြာသွားတဲ့အခါမှာပေါ့ကျွန်တော်ရဲ့တက်တာရဲ့ဘဝကတွင်းထဲမှာကြာသွားတဲ့အသက်တာနဲ့တူတယ်ရဆရာမရှိတော့ဘူးဘုရားသခင်ကကျွန်တော်ကိုလက်တကမ်းလေးမှာခေါ်ပြီးတော့ဘုရားသခင်အားဖြင့်ဖြစ်ပါတယ်ကျွန်တော်ပုံပြင်story တစ်ခုပြောပါမယ်တစ်ခုကအထက်မှာကောင်းစင်လေးက anyone can cook ပြီးတော့အဲ့ဒါမှာမှတ်ချစ်ပေးထားတဲ့အရာကကျွန်တော်မှတ်သားထားတဲ့အရာလေးကဘာလဲဆိုရင်လူသားအလုံးကအနုပညာရှင်မဖြစ်လာနိုင်ဘူးတဲ့အနုပညာရှင်အလုံးအနုပညာရှင်ဟာတဲ့ဘယ်နေရာကမှဆိုဖြစ်လာနိုင်တယ်တဲ့အဲ့ဒါလေးကိုကားတဲ့အကြောင်းရင်းကဘုရားသခင်ဟာသူ့ရဲ့အသုံးပြုခြင်းပြီးဆိုလို့ရှိရင်ဘယ်သူမဆိုဘုရားသခင်ကအသုံးပြုနိုင်ပါတယ်လို့ပြီးတော့လူသားအလုံးဟာဘုရားသခင်အသုံးပြုတဲ့သူဘုရားသခင်ရွေးကောက်တဲ့သူမဖြစ်နိုင်တော့냐လည်းပဲဘုရားသခင်ရွေးကောက်တဲ့သူဟာဆိုရင်ဘယ်နေရာကမဆိုဖြစ်လာနိုင်ပါတယ်လို့ဘယ်နေရာကမဆိုပေါ်ထွန်းလာနိုင်ပါတယ်လို့တုတ်တန်ကျမ်းအခန်းကြီး30ပိုင်းငယ်8ဆင်းရဲခြင်းနဲ့ငွေရတတ်ခြင်းကိုပေးတော်မူပါနဲ့အသိမွေးလောက်သောပညာကိုသာပေးတော်မူပါသို့မဟုတ်ကျွန်ုပ်သည်ကြွယ်ဝ၍ထာဝရဘုရားကအဘယ်သူနည်းဟုဆိုလေကိုရော့ကိုညင်းပယ်မည်ဟုစိုးရင်ရှာရှိပါ၏သို့မဟုတ်ဆင်းရဲ၍သူဥစ္စာကိုခိုးသည်ဖြင့်ကျွန်ုပ်ဤဘုရားသခင်နာမတော်ကိုမုတာနဲ့ဆံ၍မွတ်ဆိုမည်ဟုစိုးရင်ရှာရှိပါ၏အဲ့ဒါလေးနဲ့လည်းတည်ခံချင်ပါတယ်ဒီတုတ်တန်ကျမ်းထဲမှာဒီ
ကျွန်တော်ရဲ့တက်တာမှာလည်းပဲဆင်ချင်းစရာဖြစ်ပါတယ်ကောင်းစားလာပြီးအဆင်ပြေလာပြီးဆိုရင်ဘုရားသခင်ကိုဘယ်သူလဲဘုရားသခင်ဘယ်သူလဲပေါ့နော်အဲ့လိုမျိုးမဖြစ်နိုင်ဖို့မဖြစ်ရလေအောင်ကျွန်တော်ဘုရားသခင်ရဲ့ကျမ်းစာအဖြစ်ခွင့်ရပါတယ်ကောင်းစားလာပြီးကိုအဆင်ပြေလာပြီးဆိုရင်ဘုရားသခင်ကိုမေ့တတ်ကြတဲ့အတွက်ကြောင့်သင်ခန်းစာကျမ်းစာထက်နဲ့လို့ကျွန်တော်ခွင့်အားရမိပါတယ်ပြီးတော့နောက်တစ်ခုကကိုတော့ကိုညင်းပယ်မည်ဟုဆိုရင်ဆရာရှိပါ၏သို့မဟုတ်နောက်တစ်ခုကဆင်းရဲ၍သူ့ဥစ္စာကိုခိုးသည်ဖြင့်ကျွန်ုပ်၏ဘုရားသခင်နာမတော်ကိုမူတာနှင့်ဆိုင်၍မွတ်ဆိုမည်ဟုဆိုရင်ဆရာရှိပါတယ်ဆင်းရဲလွန်းတဲ့အခါမှာလေဘုရားသခင်ကိုကျွန်တော်တို့အလင်းအညာတွေနဲ့ဘုရားသခင်မကောင်းကြောင်းကိုကျွန်တော်တို့ပြောမိမှာကိုကျွန်တော်ကိုယ်တိုင်လည်းပဲသင်ခန်းစာရမိပါတယ်အဲ့ဒါကြောင့်ရောက်ရဲတင်းတင်ခြင်းကိုမိမိနဲ့ရတဲ့အရာမိမိနဲ့ရှိတဲ့အရာမိမိနဲ့ပန်ဆိုင်တဲ့အရာဘုရားသခင်ပေးတဲ့အရာလေးကိုရောက်ရဲတင်းတင်တတ်ဖို့ခွင့်အားရမိပါတယ်ပေါ့တဲကန်တာရအထက်မှာဣတေလလူမျိုးတွေဒီဒုက္ခခံစားတဲ့အချိန်မှာဘုရားသခင်ကကောင်းကင်ကနေလို့မန္နမုတ်ကိုကျွေးတယ်မန္နမုတ်ကျွေးတဲ့အခါမှာဘုရားသခင်ကမနစ်ဖြန်အတွက်မသိမ်းကြနဲ့ဒီနေ့ဟာဒီနေ့အတွက်ဖြစ်ပါတယ်လို့ဘုရားသခင်ကပြောတယ်ဒါပေမဲ့တချို့သောသူတွေကြတော့မနစ်ဖြန်အတွက်အရန်ဆိုးရင်ပြီးတော့မနစ်ဖြန်အတွက်ဆိုပြီးမှသိမ်းထားတဲ့သူတွေကနောက်နေ့တွေ့သိမ်းထားတဲ့အရာတွေကပေါ့ဒီပိုးထိုးပြီးတော့ပျက်စီးသွားတယ်ဖះကျွန်တော်သင်ခန်းစာရမိတဲ့အရာကတော့ဖះဒီကျွန်တော်တို့ဟာမနစ်ဖြန်တွေ့လဲမစိုးရင်စီချင်ဘူးပြီးတော့ဒီနေ့အတွက်အလုံးမလုံးပဲနဲ့နေစီချင်တာလည်းမဟုတ်ဘူးကိုဒီနေ့အတွက်လုံလောက်တဲ့အရာကိုဘုရားသခင်ချီးမွမ်းဖို့ဖြစ်တယ်လို့ကျွန်တော်ဘုရားလူချင်တဲ့အရာကကျွန်တော်ရဲ့စိတ်နှလုံးသားဟာကိုတော်ရှင်မှာရှိဖို့ဘုရားသခင်ကအလိုရှိတယ်ဆိုပြီးမှကျွန်တော်သင်ခန်းစာရမိပါတယ်တုတ်တန်ကျမ်းအခန်းကြီး35ပညာသည်ပတ္တမြထက်သာ၍အဖို့ထိုက်ပေ၏နှစ်သက်ဖွယ်သမျှသောအရာတို့သည်ထိုယတနာကိုမပြိုင်နိုင်ကြတုတ်တန်ကျမ်းအခန်းကြီး20ပိုင်းငယ်15ရွှေရှိ၏ပတ္တမြလည်းရှိပညာအတတ်နှင့်ပြည့်စုံသောတို့မူကားအလွင်အဖို့ထိုက်သောယတနာဖြစ်၏အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဖြစ်ဖြစ်လေးပေါ့အမေရိကမှာအဖြစ်ဖြစ်လေးတစ်ခုကိုပေါ့ကိုကားလို့ပါတယ်အမေရိကန်နိုင်ငံမှာလူမဲအမျိုးသမီးကြီးတဦးရှိတယ်သူ့မှာသား2ယောက်ရှိတယ်ဘယ်သူနဲ့ရမှန်းတော့သူမသိဘူးဒါပေမဲ့ပြဿနာမရှိဘူးသူကြွေးထားတယ်လူမဲမကြီးကအိမ်ဖော်အလုပ်လုပ်တယ်သူသား2ယောက်ကိုပြုစုဆောင်ရှောက်ဖို့အချိန်မရဘူးသား2ယောက်ကလည်းဆိုးချင်တိုင်းဆိုပြီးလမ်းတရေဖြစ်နေတာပေါ့လောကမှာသားသမီးငယ်ရွယ်စဉ်မှာမိဘအဆုံးအမမရှိပဲအဲ့ဒီသားသမီးတွေလမ်းပေါ်ရောက်ကြတာများပါတယ်တနေ့တော့လူမဲမကြီးအလုပ်သွားတယ်အိမ်ဖော်အလုပ်ဆိုတော့ချမ်းသာတဲ့အိမ်တွေကိုသွားပြီးအလုပ်လုပ်ပေးရတာပေါ့ပထမဆုံးအိမ်မှာသူမတခုတတိထားမိလိုက်တယ်အိမ်နိုင်ရန်တွေမှာစာအုပ်တွေအပြည့်ရှိနေတာပေါ့သူမတွေးလိုက်တယ်သူတို့ဒီချမ်းသာလိုက်တာဖတ်เสียစာအုပ်တွေအများကြီးငါတို့မှာတော့ဆင်းရဲတယ်ဖတ်เสียတအုံးမှမရှိဘူးနောက်တအိမ်ရောက်သွားတယ်ပထမအိမ်ထက်ချမ်းသာတယ်စာအုပ်တွေကလည်းလက်ခါတွေမှရှိပါတယ်သူမအတွေးပြန်တယ်သူတို့တွေများဖတ်နိုင်လိုက်ကြတာငါတို့မှာဖတ်ချင်တောင်မရှိဘူးနောက်တအိမ်ကျတော့စာအုပ်တွေကဘုံများစာကြည့်တိုက်စပွဲတွေနဲ့အကြအနပေါ့ဒီတခါတော့သူမတမျိုးတွေးတယ်စာဖတ်တာနဲ့ချမ်းသာတာပတ်သက်မှုရှိသလားစာများဖတ်လေများချမ်းသာလေသလားအောင်မြင်တိုးတက်ခြင်းရင်အောင်မြင်နေတဲ့သူတွေစီကနေစံနမူနာယူကြည့်ရတယ်သူမကသားနှစ်ယောက်ကိုခေါ်လိုက်တယ်ငါသားအမေကိုချစ်သလားလို့မေးတယ်သားတွေကလည်းချစ်ပါတယ်ပေါ့ဒါဆိုအမေခန့်တဲ့အတိုင်းလို့သားနှစ်ယောက်ကိုစာကြည့်တိုက်ခေါ်သွားတယ်သူတို့နိုင်ငံမှာစာကြည့်တိုက်တွေအကြီးကြီးတွေသူတို့လူမျိုးတွေကစာဖတ်ကြတယ်အရန်လဲတိုးတက်ကြတယ်စာကြည့်တိုက်မှုစီကိုသားနှစ်ယောက်စလုံးကိုအပ်တယ်တင့်တော်တဲ့စာအုပ်တွေပေးဖို့တောင်းဆိုလိုက်တယ်စာကြည့်တိုက်မှုကလည်းစိတ်ချလက်ချသာထားခဲ့ဖို့အကြီးကောင်ကို
ဘာဝတနာပါလဲလို့မေးတော့ကျွန်တော်ကိုအင်ကာအစိတ်ပိုင်းတွေကိုလေ့လာခြင်းတယ်သူ့ကိုစာအုပ်တွေပေးတယ်ရောင်စုံကာလာတွေနဲ့ဆိုတော့သဘောကျတာပေါ့တော်အဖြစ်တော်ဖတ်တယ်အငယ်ကောင်ကအင်ဂျင်နီယာဖြစ်ခြင်းတယ်ကားတွေကိုဝါသနာပါတယ်တဲ့သူ့ကိုလည်းနိုင်ငံမျိုးစုံကကားမျိုးစုံအကြောင်းဖတ်ခိုင်းတယ်နှစ်ယောက်စလုံးသဘောကျတာပေါ့နေ့တိုင်းစာကြည့်တိုက်ကိုတွားကြတယ်ကလေးတွေကိုစာဖတ်ခိုင်းရင်သူတို့ဝါသနာပါတဲ့အကြောင်းအရာကိုအရင်ဖတ်ခိုင်းမှစာဖတ်ဝါသနာဆွေးမြဲလာပေမည်လူမဲမကြီးရဲ့သားနှစ်ယောက်စလုံးဟာကျောင်းစာမှာတော်လာကြတယ်ပြင်ပဘုဒ္ဓဆုံလာတော့ကျောင်းစာနယ်ပယ်မှာကျင်းမြောင်းသွားတယ်ကျောင်းစာနယ်ပယ်ဟာကျင်းမြောင်းသွားတယ်အထူးအထွေမှတ်ဆရာမလိုဘူးစအတန်းထဲမှာပထမဖြစ်လာတယ်အဲ့ဒါလေးနဲ့ခွန်အားကိုကချင်တာဖြစ်ပါတယ်ဒီဆင်းရဲတဲ့မိသားစုကနေလို့လမ်းဘေးမှာရောက်နေတဲ့ကလေးသူငယ်နှစ်ယောက်ဟာတကယ်ဆရာဝန်ကြီးလည်းဖြစ်လာတယ်အင်ဂျင်နီယာကြီးလည်းဖြစ်လာတယ်ဗီဒီယိုဖိုင်နယ်လည်းရှိတယ်အဲ့ဒီဆရာဝန်ဖြစ်သွားတဲ့သူကဒီကလေးအုံနောက်အထူးကုဆရာဝန်ကြီးဖြစ်သွားတယ်အဲ့လိုမျိုးပေါ့ဒီလမ်းဘေးကနေလို့ဒီအစင်းမြင့်တဲ့ပညာတတ်ပုဂ္ဂိုလ်ကြီးဖြစ်သွားတာစာကြည့်တဲ့စာဖတ်ခြင်းအဖြစ်စာပေရအဖြစ်ဖြစ်ပါတယ်လို့အလုံးကိုခွင့်ရပေးခြင်းပါတယ်ကျွန်တော်သင်ခန်းစာရမိတဲ့အရာလေးလည်းဖြစ်ပါတယ်ရှင်လုကာခန်းကြီး16အပိုင်းငယ်30အနှဲငယ်သောအမှု၌တစ္ဆာရှိသောသူသည်ကြီးသောအမှု၌လည်းတစ္ဆာရှိလိမ့်မည်အနှဲငယ်သောအမှု၌တစ္ဆာမရှိသောသူသည်ကြီးသောအမှု၌တစ္ဆာမရှိမုံနဲ့ငါအကျိုးအပဲ့ကိုရှင်မာကုခန်းကြီး6:43မုံနဲ့ငါအကျိုးအပဲ့ကိုကောက်သိမ်း၍12တောင်းအပြည့်ရကြ၏အဲ့ဒါကျွန်တော်သင်ခန်းစာရမိတဲ့အရာလေးကဒီသခင်ယေရှုကသူဒီလူတွေအများလူအကြီးအများကြီးနဲ့သူကကျွေးဖို့လူယောက်ျားသားတွေ9000လောက်ရှိတယ်တဲ့အမျိုးသမီးနဲ့ကလေးတွေမပါဘဲနဲ့အဲ့ဒါကျွေးတဲ့9ကောင်နဲ့မုံ9လုံးပေါ့နော်အဲ့ဒါကိုပေးတဲ့ခါအဲ့ဒါကိုလူအများကိုကျွေးတဲ့ခါမှာဘုရားသခင်ကဒီအကျွင်းအကြံကိုပြန်ကောက်တယ်လို့ကျမ်းစာထဲမှာတွေ့ရတယ်ဒီမုံနဲ့ငါအကျိုးအပဲ့ကိုကောက်သိမ်းတဲ့ခါမှာ12တောင်းအပြည့်ရကြတယ်တဲ့ဘုရားသခင်ဟာစစ်ကြောလာတစ်ခုလုံးကိုပိုင်တတ်တဲ့ဘုရားသခင်ဟာလူတွေတန်ဖိုးစားပြီးလို့ကျွင်းကြံတဲ့အရာကိုတော့မှဘုရားသခင်ကတန်ဖိုးထားတဲ့ဘုရားဖြစ်ပါတယ်လို့သင်ခန်းစာရမိတယ်အနည်းနဲ့ကိုယ်တွေစားပြီးတဲ့ကြံတဲ့ဟာလေးကတန်ဖိုးမရှိတော့ပါဘူးလို့ကျွန်တော်တို့စိတ်ထဲမှာထင်ရပေမဲ့ဘုရားသခင်တန်ဖိုးထားတဲ့အရာဖြစ်တယ်ဆိုတာကိုသင်ခန်းစာရမိတယ်အဲဒါကြောင့်ကျွန်တော်တို့တက်တာမှာကျွန်တော်လည်းသင်ခန်းစာရမိတဲ့အရာကတော့အနည်းငယ်မှာသစ္စာရှိဖို့ဘုရားသခင်ကလိုချင်တာဖြစ်ပါတယ်လို့ခွင့်ရပေးလိုပါတယ်ကျွန်တော်လည်းခွင့်ရတဲ့အရာဖြစ်ပါတယ်သာသနာကိစ္စနဲ့ကျွန်တော်အနည်းငယ်တွားချင်ပါတယ်ဒေါက်တာဆန်စီပြောခဲ့တဲ့စကားလေးတစ်ခွန်းကိုကျွန်တော်သတိရမိတယ်ဒေါက်တာဆန်စီပြောခဲ့တဲ့အရာကရေတွင်းသားမှာလူ2ယောက်ရှိတယ်လူ1ယောက်ကတွင်းရဲ့ဘေးနှခမ်းနားမှာနေပြီးတော့1ယောက်ကိုကျိုးနဲ့အဲ့လိုဆင်ခိုင်းတယ်တဲ့အဲ့ဒါလေးနဲ့သူကမစ်ရှင်ရဲ့အတိတ်ပဲလို့သူကဖွဲ့ဆိုထားတာပေါ့လေဆင်းတဲ့ခါမှာသူကပြောသေးတယ်ဆမ်မဒေါက်တာဆန်စီကပြောတာကတွင်းထဲမှာနေတဲ့သူကလည်းကျိုးကိုလွှတ်ရင်ဆုံရှုံနိုင်တယ်ကျိုးနဲ့ချပေးတဲ့သူကလည်းကျိုးကိုလွှတ်ပေးလိုက်ရင်တွင်းထဲမှာသွားတယ်လို့လည်းဆုံရှုံနိုင်တယ်တဲ့ကျွန်တော်အမြင်နဲ့သဘောပေါက်မိတဲ့ခွင့်အားရမိတဲ့အရာကတော့ရှင်ပေါလုပြောသလိုပေါ့သူကအသင်းတော်တွေကိုမှားတယ်စာရေးတဲ့ခါမှာဒါဖခင်ရဲ့နှုတ်ကပတ်တော်လွတ်လပ်စွာလှုပ်ရှားသွားလာနိုင်ဖို့ရန်တွေ့ဆူတောင်းပေးကြပါလို့ရှင်ပေါလုပြောတဲ့အရာလေးကိုသွားတတိယမိတယ်ကျွန်တော်ဒီတွင်းနှခမ်းမှာနေတဲ့သူနဲ့တွင်းအောက်မှာသွားတဲ့သူအမတန်မှအရေးကြီးတယ်ပေါ့ဆူတောင်းပေးဖို့ဆူတောင်းပေးခြင်းမရှိဘူးဆိုရင်ကျွန်တော်သွားတဲ့သူတွေကျမတို့သွားတဲ့သူတွေကျွန်တော်တက်ဆွနိုင်မှာမဟုတ်ပါဘူးလို့ဒီမှာရှိတဲ့ယုံကြည်သူတွေအားလုံးကိုဆူတောင်းပေးဖို့ရန်အတွက်တိုက်တွန်းအားပေးလိုပါတယ်လို့သာသနာပြုခြင်းမှုရမှာပြီးတော့ခိတော်အနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော့မသိဘူးပေါ့ခိတော်သာသနာကွင်းရဲ့ကိုယ်တိုင်သွားနေတော့လေ
ဒါပေမဲ့ခွန်မှန်ပေးတဲ့သူရှိတယ်ဟိုမှတ်ချစ်ပေးတဲ့သူရှိတယ်နာမည်ကပါစတာထုံထကျုံနဲ့ဖာရင်လက်ထောက်တိုင်အိုပေါ့ဖာရင်နဲ့ချင်းတင်တော်က TBC ကသူကခီတော်တာတနာကွန်းဘလို့မှတ်ချစ်ပေးတယ်လဲဆိုရင်ဂျာမီသူပြောတာပေါ့နော်သမင်းအိုးချစ်တာနဲ့တူတယ်တဲ့သမင်းအိုးကချစ်တော့လဲချစ်တဲ့ချိန်မှာမချစ်တဲ့ချက်နဲ့ကြံသွားတယ်ပေါ့မချစ်တဲ့ချက်နဲ့ကြံသွားတယ်အဲ့ဒါပြီးမှမချစ်တဲ့ချက်သမင်းကိုပြန်ချက်လိုက်တဲ့အခါမှာပြန်လဲမကောင်းတော့ဘူးခြေသွားတယ်ပေါ့နော်ချစ်လဲမချစ်ချစ်တာကိုလည်းပြန်ချက်အဆင်မပြေဘူးဆိုပြီးမှခီလိုတာတနာသူကွန်မန့်ပေးတာပေါ့လေဒီတာတနာရဲ့မူပိုင်ကဘုရားသခင်ဖြစ်ပါတယ်ပေါ့ကျွန်တော်လည်းခွင့်အားပေးပါတယ်ဒီကျွန်တော်ရောက်တဲ့အရာကဘုရားသခင်ဟာတခုခုအကြံစီရှိမယ်လို့ခေတော်တာတနာကွင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့တာတနာရဲ့ယူပါတော့ကျွန်တော်မသိဘူးဘုရားသခင်သိပါတယ်လို့နော်ပေါ့ဘုရားသခင်ဟာတာတနာရဲ့အမှုပိုင်ဟာဘုရားသခင်ဖြစ်ပါတယ်လို့ရှင်လုကာခန်းကြီး23 29 28ခန်းကြီး23 29 28နောက်တော်၌လိုက်တော်လူများအပေါင်းတို့တွင်ကိုတော်ကြောင့်ငိုကြွေးမိတမ်းသောမိမအချို့ရှိပါ၏ထိုသူတို့ကိုယေရှုသည်လှည့်ကြည့်၍ယေရုရှလင်မြို့သမီးတို့ငါကြောင့်မငိုကြွေးကြနဲ့မိမိတို့သားများကြောင့်ငိုကြွေးကြလော့ဖိလိပ္ပိအခန်းကြီး1:21မှာအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏တေလျင်မူကားတာ၍အကျိုးရှိ၏ဒီကျမ်းပိုက်လေးအဖြစ်ကျွန်တော်ခွင့်အားရမိတဲ့အရာကတော့ဒီဟွာလေးကိုသွားမြင်အောင်မိတယ်ကိုရောကလေဝါကားတိုင်မှာနေတဲ့ချိန်မှာဒီဟွာတွေကယေရှုနာမှာလိုက်လာတဲ့အမျိုးသမီးတချို့ကငိုကြတယ်တဲ့ငိုကြတယ်ဟွာသခင်ယေရှုဒီလေဝါကားတိုင်မှာအသေးခံရမယ့်ကိုတွေးတဲ့အခါမှာအမျိုးသမီးတွေကဝန်းနေတာပေါ့တန်ရောစင်အဖြစ်ဝန်းနေတာပေါ့အဲ့တော့ဝန်းနေတဲ့အခါမှာဘုရားသခင်ကပြောတယ်လေဆိုရင်ကျွန်တော်နားလဲလိုက်တဲ့ခွင့်အားရမိတဲ့ကကျွန်တော်အတွက်မငိုကြနဲ့ကိုယ့်ရဲ့သားသမီးတွေအတွက်ငိုကြပါလို့ကျွန်တော်ခွင့်အားရမိတယ်ကိုယ့်ရဲ့သားသမီးတွေကိုဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့သားသမီးတွေကယ်တင်ခြင်းဘုရားသခင်ကိုတည်ပြီးမှမွေးလာကြတဲ့အရာမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့သားသမီးတွေကိုဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ်ကြီးပြင်းလာဖို့ကိုဘုရားသခင်အလိုရှိတာဖြစ်ပါတယ်လို့အဲဒါကြောင့်ခရစ်တော်ကိုတည်ပြီးသားသူတွေကတေလျင်မူကားတာ၍အကျိုးရှိတယ်ကျွန်တော်တို့ယုံကြည်သူတွေတည်တဲ့ဟာဝတ်နဲ့ဆရာတော်မဟုတ်ပါဘူးကိုတော်နဲ့တွေ့ရမယ့်အတွက်ကြောင့်ဝတ်မြောက်ဆရာလည်းဖြစ်ပါတယ်လို့နောက်ဆုံးအနေနဲ့နှစ်ကောအခန်းကြီး9ပိုင်း1ယာယီတဲဖြစ်သောငါတို့မြေအိမ်တီပြစ်လျင်ကောင်းကင်ဘုံ၌လူလက်ဖြစ်မလို့ဖျားသခင်ဖန်ဆင်းတော်မူသောနိစ္စထာဝရအိမ်ရှိကြောင်းကိုငါတို့သိကြ၏ဒေသနာကျမ်းအခန်းကြီး3:21ရှင်လန်းခြင်းအမှုနှင့်အသက်ရှင်စဉ်တွင်ကျေးဇူးပြုခြင်းအမှုမှတပါအခြားသောအမှုအရာတို့၌အကျိုးကျေးဇူးမရှိသည်ကိုငါသိ၏ဇောနာကနှစ်ကောအခန်းကြီး9မှာကျွန်တော်ခွင့်အားရမိတာကကျွန်တော်တို့ရဲ့အိမ်ကဒီမှာမဟုတ်ဘူးဆိုတာကျွန်တော်ခွင့်အားရမိတယ်ကျွန်တော်တို့ဒီမှာလောကကြီးမှာနေတဲ့အရာကကျွန်တော်တို့အိမ်မဟုတ်ဘူးကျွန်တော်တို့အိမ်ဟာထာဝရအိမ်တော်မှာကျွန်တော်တို့အိမ်ဟာထာဝရအိမ်တော်ဖြစ်ပါတယ်လို့ကျွန်တော်ခွင့်အားရမိတယ်အဲ့ဒါအတွက်ကြောင့်ဒီမှာခဏတာကျွန်တော်နေတဲ့အခါမှာဒီလောကအမှုအရာတွေကြောင့်ဝမ်းမနေဖို့ပူဆွေးတော့ကမဖြစ်ဖို့အဆအရာပေါ့လေအဲ့ဒါမဖြစ်ဖို့ကျွန်တော်ခွင့်အားရမိတာရှိပါတယ်ဒေသနာကျမ်းထဲမှာအသက်ကျွန်တော်ဒါဆိုရင်ကျွန်တော်အသက်ရှင်တဲ့အခါမှာကျွန်တော်ဘာလုပ်ရမလဲဒါဆိုရင်ကျွန်တော်ဘာအတွက်အသက်ရှင်မလဲလို့ကျွန်တော်ကိုယ့်အကူမေးခွန်းမေးကြည့်ပါတယ်ကျမ်းစာထဲမှာဒေသနာကျမ်းအခန်းကြီး3 7ထဲမှာကျွန်တော်အဲ့နှစ်ချက်ကိုခွင့်အားရမိပါတယ်ရှင်လန်းခြင်းအမှုနဲ့ရှင်လန်းခြင်းလို့ပြောပါတယ်အင်္ဂလိပ်လိုဆိုလို့ရှိရင် rejoice in the Lord ဖခင်သခင်စီမှာပျော်ရွှင်ပါတဲ့ရှင်လန်းခြင်းအမှု၌အသက်ရှင်စဉ်တွင်နဲ့ဂျေစုပြုခြင်းအမှုမှတပါဂျေစုအသက်ရှင်တဲ့အခါမှာတဲ့တယောက်နဲ့တယောက်ကူညီနိုင်တာရှိရင်ကူညီဖို့ဖြစ်ပါတယ်လို့ကျွန်တော်ခွင့်ရမိတယ်ကျွန်တော်အနားမှာရှိတဲ့ကိုအနီးနားမှာရှိတဲ့မိမိရဲ့အင်းနေနာချင်းကိုချစ်ပါဆိုတဲ့အရာပေါ့ကိုယ့်ရဲ့အင်းနေနာချင်းမှာကူညီနိုင်တဲ့အရာတိုင်းတာရှိရင်ကူညီပေးဖို့ယေရှုပြုဖို့တစ်ချက်ဒုတိယတစ်ချက်ကခရစ်တော်၌ပျော်ရွှင်ခြင်းရှိဖို့နှစ်ချက်ကျွန်တော်အသက်ရှင်ခြင်းဟာဒီအရာလေးဖြစ်တယ်လို့ကျမ်းစာထဲခွင့်ရမိပါတယ်နှုတ်ကပတ်တော်အဖြစ်ဘုရားသခင်ကောင်းချီးပေးပါစေ